ကိုငိမ့်ကျမရဲ့မထဲမှာရေသူမလေးတယောက်ရေကန်ဆက်မှာလာတောင်းပန်နေတယ်သူဒီမှာနေပြရစီတဲ့အမီလေးတစ်ဖက်ဖက်နဲ့ကြည့်ရတာရင်နာစရာကြီးတော့ဦးညံတပ်ပြင်းကိုခပ်ဖွားဖွားချရင်ဇနီးတဲ့ကြီးလက်ကိုဆုပ်ကန်လိုက်သည်သူသည်လုံငယ်သောချက်ပိုင်းကမြစ်ထဲတွင်ပိုက်ချစဉ်လှေဦးပိုင်း၌သုံးချိန်တိုင်တိုင်မြူးထွက်သွားသောအမီကြီးကြီးငါးကောင်ကိုတတိယမိသည်သို့သောသူကအကြောင်းပြချက်ကိုနံပိုင်းဆိုင်ရာထက်လက်တွေ့ဆန်ဆန်သာတွေးကျင်သည်မင်းစိတ်ဆွဲနေတာပါမတောင်းရဲ့ဒါမှမင်းမကိုဝင်ရှိနေတာလည်းဖြစ်နိုင်တယ်မနေ့ကျရင်ဆီယမစီတွားကြည့်ကြတာပေါ့ထိုညအစပြု၍ဒေါ်တော်ကြီးဝမ်းပိုက်ထဲတွင်တက်ရှိတစ်ခုစတင်ကဲအောင်လာခဲ့သည်ထူးဆန်းဒီမှာထိုကိုဝင်ဆောင်စဉ်ကာလာတစ်လျှောက်လုံးဒေါ်တောင်းသည်မြစ်ထွက်ငစိမ့်နှံ့ကိုမှမရလဲမနေနိုင်အောင်ဖြစ်ခဲ့ရသည်သမီးလေးမူဖွားလာသောအခါသူမရဲ့အမိကိုတင်းတင်းဟုပေးခဲ့တော်လဲရွာကတော့သူမကိုရေသူမလေးဟုသာတင်စားကြသည်တင်းတင်းသည်အခြားကလေးများကဲ့သို့မဟုတ်အိပ်ပျော်နေစဉ်တွင်သူမ၏ခြေထောက်ကလေးများသည်ရေထဲတွင်ကူးခတ်နေတဲ့ကဲ့သို့တစ်ဖြက်ဖြက်လှုပ်ရှားနေတတ်သည်အရွယ်ရောက်လာသောအခါတင်းတင်းသည်ရေကူးခြင်း၌ထူးခြားသောပါရမီပါသည်လက်နှစ်ဖက်ကိုရင်မက်တွင်ကပ်၍ကိုယ်လုံးကိုလိုင်းကစားတဲ့ကဲ့သို့ရိမ့်နှွက်ကူးခတ်သည့်သူမ၏ပုံစံမှာကြည့်ရသူကိုကြက်သိမ်းထားစေသည်သူမ၏မျက်ဝန်းများကအမြဲတမ်းငေးမောနေတတ်ပြီးမြစ်ပင်ကျယ်ကိုကြည့်ကာတစုံတစ်ယောက်ကိုမျှော်နေတဲ့အရှိတတ်သည်ဒီနေ့တွင်အိမ်နီးချင်းဦးကြီးတယောက်ကသူမကိုစနှော့လိုက်သည်ဟဲ့တင်းတင်းမြစ်ထဲမှာရေသူဘိုးကြီးတယောက်တည်းကြံခဲ့ပြီရဲ့ဟိထိုစကားကိုကြားသည်နှင့်တင်းတင်း၏မျက်နှာသည်လူသေးတယောက်ကဲ့သို့ဖြူလျော့သွားသည်သူမသည်အိမ်ရှိရေကန်ဆက်သို့ပြေးသွားပြီးရှိုက်ကြီးတငင်ငိုတော့သည်ထိုငိုတန်သည်ကလေးတယောက်၏ငိုတန်မျိုးမဟုတ်ပဲနှစ်ပေါင်းများစွာခွဲဝါခြင်းကိုခံစားနေရသောဝိညာဉ်တစ်ခု၏အော်ဟစ်တန်နှင့်တူလာသည်ဦးငိမ့်တို့ဇနီးမောင်နှံမှာသမီးဖြစ်သူ၏ရင်ထဲတွင်ညီသည့်လူဝက်ချက်များကင်းအောင်နေသည်ကိုမသိနိုင်ပဲရင်တုံစွာကြည့်နေုံသာတတ်နိုင်တော်သည်ထိုအချိန်တွင်ရွာနှင့်မနီမွေမြစ်ကူးတရားစီမံကိန်းတွင်အခက်အခဲကြီးစွာကြုံနေရသည်အင်ဂျင်နီယာမူကြီးဦးတက်နောင်သည်မြစ်ကျမ်းပြင်မြေသားနမူနာကိုကြည့်ရင်ခေါင်းခဲနေမဖြစ်နိုင်တာဗျာဆက်ရန်များတွေကလည်းဘာအကြောင်းမှမရှိပဲခဏခဏချိုးရင်းနေတယ်အောက်ချင်မှာပိတ်နေတဲ့အရာလည်းဘလို့မှဖယ်ရှားလို့မရဘူးဤပညာအရဖြည့်ရှင်းမရသောအဆုံးတွင်ဒေသခံတို့၏ပြောစကားများကဦးတက်နောင်၏နားထဲသို့ရောက်လာသည်ရေသူမလေးအကြောင်းဖြစ်သည်အစာပိုင်းတွင်သူကရည်သွမ်းသွေးခဲ့တော်လဲအလုံသမားများ၏ကြောက်ရွံ့မှုနှင့်စီမံကိန်းကြံ့ညာမှုကသူ့ကိုဖိအားပေးလာသည်ဒီနေ့တွင်တင်းတင်းသည်တရားဆိုင်အနီးသို့ရောက်လာသည်သူမသည်စောက်လက်ဆက်တရားတိုင်ကြီးကိုကြည်ရင်မျက်ရည်များဝဲနေ၏ဦးတက်နောင်ကသူမနားသို့ချင်းကပ်ကမေးလိုက်သည်သမီးဒီမှာဘာဖြစ်နေတာလဲသိလားတင်းတင်းကမျက်လေကောင်သို့လက်ညှိုးညွှန်ပြသည်သူမ၏အတန်သည်တိုးညင်းတော်လဲပြတ်သားလာသည်ဦးကြီးတို့ကသူတို့ရဲ့အိမ်တကားဝါကိုပိတ်ပြီးတိုင်ဆိုင်နေတာသူတို့မှထွက်ပေါက်မရှိတော့ဘူးရေတွေကလူတွေကဒီမြစ်ကိုချစ်တဲ့သူတွေရဲ့တောင်းပန်မှုကိုပဲလိုချင်တာဦးသက်နောင်သည်တိတ်ပံသမားဖြစ်တော်လဲတင်းတင်းမျက်ဝန်းထဲကအမှန်တရားကိုမြင်လိုက်ရသည်သူသည်အထက်လူကြီးများကိုတင်ပြပြီးဒေသခံတို့၏ယုံကြည်မှုအတိုင်းကြော်ပွဲပေးရန်စီစဉ်သည်သို့သောသူကရိုးရိုးပွဲပေးုံသာမကတင်းတင်းညွှန်ပြမှုဖြင့်မြကန်းနှစ်ဖူးတွင်ရေသူမရုပ်ထုတစ်ခုကိုတီထားရန်ဆုံးဖြတ်လိုက်သည်ဒီရုပ်ထုကကိုးကွယ်ဖို့မဟုတ်ဘူးဒီမြစ်ကိုငါတို့လေးစားတယ်ဆိုတဲ့အထိမ်းအမှတ်ပဲဟုသူကအလုံသမားများကိုပြောသည်ရုပ်ထုကိုတင်းတင်းကိုယ်တိုင်စိတ်ကြိုက်ဆေးချက်ခိုင်းသည်မြစ်အပြင်အယောင်ကဲ့သို့စိတ်မြတ်မြတ်အယောင်ကိုသူမရွေးချယ်သည်ရုပ်ထုပြီးသည့်နေ့တွင်တင်းတင်းသည်ရုပ်ထု၏လက်ကိုကန်ရင်မြစ်လေသို့စိုက်ကြည့်ကတစုံတရာကိုတီးတိုးပြောလိုက်သည်ထူးဆန်းသည်မှာထိုနေ့မှစ၍ဆက်ရန်များပုံမှန်ပြန်လဲလက်ပတ်လာပြီးမြစ်ကျမ်းပြင်ကအဟံတားများလဲအံ့ဩဖွယ်ကွယ်ပြောက်သွားခြင်းပင်ဖြစ်သည်တရားကြီးအောင်မြင်စွာပြီးစီးသွားသောအခါတင်းတင်းသည်ရခင်ကထက်ပို၍ငြိမ်သက်သွားသည်သူမသည်ရေသူမရုပ်ထုရှိရာသို့နှိမ့်စင်သွားကငေးမောနေတတ်ဆဲပင်လူတွေကတော့တရားကြီးကိုကြည့်ပြီးဂုဏ်ယူနေကြတော့လဲတင်းတင်းအတွက်မူထိုတရားသည်သူမ၏အတိတ်ဘဝနှင့်လက်ရှိဘဝကိုဆက်သွယ်ပေးထားသောလွမ်းမောဖွယ်အမှတ်အသားတစ်ခုသာဖြစ်ပါတော့သည်